တမဝရမနဲ့ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးစောသိန်းဟာအောက်တိုဘာ19ရက်နေ့ကမအူပင်မြို့နယ်လေကိုင်းကျေးရွာအတွင်းအသေးစားစက်မှုလုပ်ငန်းဦးစီးဌာနကအသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစုဝင်ငွေတွင်းရေးစီမံကိန်းဖြင့်ဖွင့်လှစ်ပို့ချခဲ့သောအခြေခံစက်ချုပ်တင်နန်းနှင့်ဆိုင်ကယ်ပြင်တင်နန်းတို့မှတင်နန်းသားများစက်ချုပ်ဆိုင်လုပ်ငန်းနှင့်ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးကလိုအပ်တာများမှာကြားခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဟာကြိုက်လက်မြို့နယ်ကြိုက်လက်ကလေးချင်းရွာနှင့်ရွာသားကြီးချင်းရွာတို့၌အစိုးရပြည်သူပုဂ္ဂလိကအချို့ကျပူးပေါင်းထည့်ဝင်ဆောင်ရွက်ခဲ့သည့်ဆိုလာသေးစားဓာတ်ပေဓာတ်အားစနစ်တိုးချဲ့တက်ဆင်ဆောင်ရွက်နေမှုများကွင်းစင်ကြည့်ရှုပြီးလျှက်စစ်ဓာတ်အားအချိန်ပြည့်ရရှိရေးလိုအပ်တာများဆက်လက်ဆောင်ရွက်ပေးရန်ဆွေးနွေးမှာကြားခဲ့ပါသည်အဒီမှာတဆင်ပြည်ထောင်စုဝန်ကြီးဟာမော်လမြိုင်ကျွန်းမြို့နယ်မရဲအုံပင်စုကျေးရွာခမ်းမဆောင်မှာအောင်နိုင်တို့မျိုးစပါစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းတမဝရမအသင်းများမှအသင်းအမှုဆောင်များအသင်းသားတောင်သူများမရဲအုံပင်စုရေကျော်3အိမ်တန်းမစိုးရိမ်ကျေးရွာတို့မှဧက900စနစ်တကျစုပေါင်းစိုက်ပျိုးရေးဆောင်ရွက်နေသည့်တောင်သူများနှင့်တွေ့ဆုံပြီးဒေသခံတောင်သူများ၏တင်ပြချက်များကိုပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးဟာတမဝရမဦးစီးဌာနတမဝရမစီးရေးစင်းကိုင်းနဲ့တပ်မွေးပညာတင်နန်းကျောင်းပသိမ်တင်နန်းကျောင်းခမ်းမမှာဝန်ကြီးဌာနကွက်ကဲမှုအောက်ရှိတိုင်းဒေသကြီးခရိုင်မြို့နယ်အစဉ်ဦးစီးဌာနများမှဝန်ထမ်းများကျောင်းသားကျောင်းသူများနဲ့တွေ့ဆုံပြီးလိုအပ်တာများဆွေးနွေးမှာကြပြီးပေါင်းဆက်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။